journey ယုံကြည်ခြင်းကခရီးဖြစ်တယ်ယုံကြည်ခြင်းကခရီးဖြစ်တယ်ခရီးစဉ်သွားတဲ့အခါမှာရင်ကုန်စရာကောင်းပါတယ်ခရီးတစ်ခုကိုစပြုတဲ့အခါမှာဒီမှာမှစိတ်လုံးရှားစရာကောင်းပါတယ်ကိုမရောက်ဘူးတဲ့နယ်ပယ်ဒေသတစ်ခုသွားတော့မယ်ဆိုဒီမှာမှစိတ်လုံးရှားခြင်းကိုကောင်းတယ်ပြင်ဆင်မှုတွေလိုအပ်တယ်ဒါပေမဲ့လောက်ပဲပြင်ဆင်ခရီးဖြစ်တော့ကြောင့်ဘုံမမျော်လင့်ထားတဲ့မထင်မှတ်ထားတဲ့အခြေအနေတွေလည်းတွေ့လာနိုင်ကြရှိတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ခရီးတစ်ခုအစပြုဆိုရင်ခရီးရဲ့အဆုံးထိသွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ဟိုစတာဖြစ်တယ်ဒါကြောင့်ဘလို့ခြေနေပဲကြုံဒီခရီးစဉ်မှာဒီနေ့အစပြုတယ်ဒီနေ့စပြီးဒီခရီးကိုသွားတယ်အချိန်တစ်ခုရောက်တဲ့အခါမှာခရီးရဲ့အဆုံးဘာနိုင်ဟိုရောက်မှာဖြစ်တယ်ဆိုတော့အဲ့ဒီရွယ်ချက်အဲ့ဒီယုံကြည်ချက်နဲ့ခရီးကိုစပြုရတာဖြစ်တယ်လမ်းမှာဘလို့ပဲကြုံဘလို့ခက်သားစီးတွေဘလို့အနောက်ရှက်တွေဘလို့ပဲကြုံပါစေဒီခရီးကိုအစပြုခဲ့ပြီးဖြစ်တော့ကြောင့်အဆုံးထိတိုင်ကဆက်ရှောင်းအောင်မှာဖြစ်တယ်အဲကြောင့်မလို့ယုံကြည်ခြင်းနဲ့အသက်ရှင်နေဆိုတာလည်းခရီးစဉ်ကိုယုံကြည်ခြင်းခရီးကိုအစပြုလိုက်တာပဲယုံတဲ့နေ့ကတည်းကခရီးအစပြုတဲ့နေ့ပဲအဲ့ဒီစတဲ့ခရီးစဉ်ကတည်းကအဆုံးထိသွားမှာဖြစ်တယ်ယုံကြည်ခြင်းနဲ့ခရီးတဲ့အစပြုတဲ့အခါမှာယုံကြည်ခြင်းဆိုတဲ့ခရီးကိုအဆုံးထိဆက်သွားဖို့ဖြစ်တယ်ယုံကြည်ခြင်းခရီးမှာသွားရင်နဲ့အခြေအနေတွေနောက်ဆက်တွေမရောက်ဘူးတဲ့နေရာမသွားဘူးတဲ့နယ်ပယ်သွားတဲ့အခါမှာမျိုးစုံကြုံတွေ့လာတဲ့အခါမှာကိုသိရမယ့်အရာကငါကသွားနေတဲ့ခရီးကယုံကြည်ခြင်းခရီးဖြစ်တယ်ယုံကြည်ခြင်းခရီးဖြစ်တော့ကြောင့်ယုံကြည်ခြင်းနဲ့ပဲဘုရားရှိဆက်ရမှာဖြစ်တယ်ယုံကြည်ခြင်းနဲ့နောက်ဆုံးပတ်တဲ့ဒီဘုရားသွားရမှာပဲဖြစ်တယ်ဘာကြောင့်လဲဆိုတော့ကိုသွားနေတာယုံကြည်ခြင်းခရီးနဲ့ယုံကြည်ခြင်းနဲ့ဆုံးဖြတ်သွားဖို့ဖြစ်တယ်နောက်ဆက်ပြီးဘလို့အရာတွေကမှလမ်းကြီးမှာဘလောက်ပဲကြုံရပါစေယုံကြည်ခြင်းနဲ့ပဲရှိဆက်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ယုံကြည်ခြင်းနဲ့ကအစပြုလာ